ဒီနေ့အတူတူလဲလာကြမယ့်အကြောင်းအရာကတော့အားလုံးယဉ်နီးပြီးသားပုံမြင်လေးတစ်ပုတ်ချေတဲ့ပရအစိတ်နဲ့နန်ကောင်ပုံမြင်လေးပါပဲဒါပေမဲ့ဒီတစ်ခါမှာတော့ဒီပုံမြင်ကိုကလေးတဲ့အတာပုံမြင်တစ်ခုအနေနဲ့ပဲမဟုတ်ပဲကျွန်တော်ရဲ့နေ့စဉ်ဘဝကအပြုတ်ငုံတွေနဲ့ဆုံးဖြတ်ချက်ပုံတွေကိုဘလို့ထင်ဟပ်နေလဲဆိုရရှုထောင်းကနေသုံးသပ်ကြည့်ခြင်းပါရယ်ကဲဇလန်ရဲ့အဓိကပဋိပက္ခကိုချက်ချင်းပဲကြည့်လိုက်ကြအောင်ဒီပါတစ်ခုနဲ့တစ်ခုလုံးဝကိုဆန်ချင်ပဲချင်နေတဲ့ဘဝတာတနာတစ်ခုတွေ့ရမှာပါတစ်ဖက်ကတော့အခုလက်ရှိမှာပဲအကိဝနေမယ်ဆိုတဲ့အတွေ့နောက်တစ်ဖက်ကတော့မဟုတ်ဘူးအနာဂတ်ကကြိုတင်ဖြစ်စင်ထားမှဖြစ်မယ်ဆိုတဲ့လမ်းစဉ်အဲ့နှစ်ခုပါပဲကဲဒီပုံမြင်ကပေးတဲ့သင်ခန်းစာတွေကိုပြေဝနားလည်နိုင်ဖို့အတွက်ပေါ့နော်ဇလန်ကိုအပိုင်း၅ပိုင်းခွဲပြီးတစ်ပိုင်းစီသွားကြည့်ကြရအောင်ဇလန်လေးကတော့တာယာလာပါတယ်မေခင်ပြတွေထုတ်ကူမှာအစပြုတ်ခဲ့တာပေါ့ဒီဇလန်ကအဓိကစက်ကောင်တွေရောက်ကိုတာမန်ပိုးကောင်လေးတွေအနေနဲ့မိတ်ဆက်တာမဟုတ်ပဲကပ္ပကြီးကိုမြင်နေအမြင်အတွေးအခေါင်တဲ့ကိုစားပြုတဲ့ပုံစံမျိုးနဲ့စတဲ့မိတ်ဆက်ထတာတွေ့ရမှာပါနန်ကောင်ရဲ့အတွေးခေါ်ကတော့ရှင်းရှင်းလေးပါပဲသူစကားထဲမှာကိုပေါ်လွင်နေတာဘဝဆိုတာပျော်ဖို့သချင်းဆိုတီးမှုဖို့ပဲလေဒီတော့တာယာတဲ့နေမျိုးကြီးမှာဘာလို့များပင်ပန်းအလိုလုံးနေမှာလဲတဲ့ဆိုလိုတာသူဟာပစုပန်တဲတဲမှာပဲနေထိုင်ပြီးချက်ချင်းရနိုင်တဲ့ပျော်ရွှင်မှုကိုပဲအဓိကထားတယ်ဆိုတာပါပဲဘရုစ်ရဲ့အမြင်ကတော့လုံးဝကိုတခြားစီပဲသူကဘာပြောလဲဆိုတော့ငါကအဆောင်တွင်းရဲ့အတွက်အစားအသာတွေစုနေတာအေးတဲ့ကစားဖို့အတွက်အခုကလေးကစုထားမှဖြစ်မယ်ရဲ့ဆိုတော့သူ့ရဲ့လုပ်ရဲ့အတိုင်းကအနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုစ조사မှုတွေကိုပဲအထူးထားနေတဲ့တွေ့ရမှာပါအခုဆိုရင်တော့အရာရာပေါ်များတဲ့နွေရာသီကာလကိုရောက်လာပါပြီဒီအချိန်မှာဇက်ကောင်တကောင်ချင်းစီကသူတို့ရဲ့အခြေနဲ့ခွန်ဟာကိုဘယ်လိုများအတုံးချခဲကြတယ်လဲဆိုတာကိုအထူးချပိတ်ကြည့်ကြရအောင်ဒီမှာကြည့်လိုက်ရင်သူတို့နှစ်ယောက်ရဲ့နေ့စဉ်ရွေးချယ်မှုတွေဘယ်လောက်ကွာလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်စိတ်ဝင်စားစရာကောင်းတာကလည်းသူတို့နှစ်ယောက်လုံးမှာအချိန်နဲ့ခွန်ဟာကတော့အတူတူပဲရှိနေတာဒါပေမဲ့အဲ့ဒီအရင်အမိတီကိုဘလို့အတုံးချတယ်လဲဆိုတဲ့အပေါ်မှာပဲသူတို့ရဲ့အနာဂတ်ကလုံးဝကိုပြောင်းပြန်ဖြစ်သွားတော့မှာပါလန်ကောင်ရဲ့ဘက်ကကြည်ပြန်တော့လဲပိုရစ်စေရဲ့စူးစမ်းအထောက်မှုကိုသူနားမလည်လိုက်ဘူးပေါ့သူ့မြန်မာကတော့တနာဆရာပိုရစ်စေလေးအချိန်ပြီးအလုပ်တွေပဲဖြီးလုံနေတာငါလိုမျိုးဘဝကိုဘလို့ပြောမွေးရမလဲဆိုတာသူတကယ်မသိချဘူးဆိုပြီးတွေးနေတာပါဆိုလိုတာကအနာဂတ်တွေယဉ်နီးမြတ်နာမှုတစ်ခုလုံးမမြင်ဖဲပိစော့ပန်ကိုမပြောမွေးတတ်တဲ့သူလိုပဲသူကမြင်နေတာပေါ့ကဲအခုဆိုရင်တော့ဇလန်ရဲ့အရေးကြီးတဲ့အလဲပြောင်းတစ်ခုကိုရောက်လာပါပြီ။ပြောင်းလဲလာတဲ့ผู้ဝင်းကျင်ကအစောပိုင်းကတယောက်နဲ့တယောက်လုံးဝမတူတဲ့အတွေ့အခေါ်တစ်ခုကိုစပြီးစမ်းသပ်တော့မယ့်အချိန်ပေါ့။ဒီ timeline လေးကိုကြည့်လိုက်ပါ။အချိန်ကဘသူကမှမဆောင်ဘူးဆိုတာတွေ့ရမှာပါ။နွေရာသီရဲ့ပေါ်များကျွယ်ဝဲမှုကနေတဖြည်းဖြည်းနဲ့စောင်းရဲ့ရေးဆက်မှုပြီးတော့စောင်းရာသီရဲ့ရှားပါမှုစီကိုဘလို့ကူးပြောင်းသွားတယ်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်သာစေပါတယ်ဒီလိုရာသီဥတုပြောင်းလဲလာတဲ့အရေးအရာတွေကို press ကတော့အချက်ပြသန်းတူဟုလို့သဘောထားလိုက်တယ်။ဒါနောက်ဆုံးကျန်တဲ့အစားတွေကိုစူးစောင်းဖို့အချိန်ပဲဆိုပြီးသူ့ရဲ့အနုလုတ်တဲ့အချိန်ကိုအရင်ကထက်တောင်ပိုပြီးတိုးမြင့်လိုက်ပါတော့တယ်။နန်ကောင်ကတော့တဖြည်းဖြည်းအေးဆက်လာတာကိုခန်းစားနေရပြီမဲ့အဖြစ်မှန်ကိုလက်မခံချင်သေးဘူး။ဒီနေ့လင်းနဲ့တိုက်တာပဲရှိသေးလား။နေပြန်ထွက်လာမှာပါ။စောင်းရက်တီကမရောက်သေးပါဘူးဆိုပြီးတော့ပြောင်းလဲလာတဲ့ရာသီဥတုကသူ့အတွက်ဘလောက်တောင်အန်ဒေရှိလဲဆိုတာကိုအတိမတ်မပြူပဲညှင်းဆန်နေတော့ပါမယ်ဟုတ်ပြီအခုဆိုရင်တော့ပုံပင်ရဲ့အထွတ်အထိပ်ကိုရောက်လာခဲ့ပါပြီနွေရာသီတုန်းကသူတို့တယောက်ချင်းစီပြုလုပ်ခဲ့တဲ့ရွေးချယ်မှုတွေရဲ့အချိုးဆက်အပြည့်အစုံကိုမလွဲမရှောင်သာရင်ဆိုင်ကြရတော့မယ့်အချိန်ပါပဲဒီမှာတော့သူတို့ရဲ့ဘဝနှစ်ခုဘလောက်တောင်ခွာခြားသွားပြီလဲဆိုတာအကိုင်းသားမြင်နေရပြီကြောက်ကနွေထွေးလုံခြုံတဲ့အိမ်ထဲမှာအေးအေးဆေးဆေးရှိနေချိန်မှာနောက်တစ်ယောက်ကတော့ပြင်းမှာအကာအကွယ်မဲ့ပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်ဒီတော့ပြန်စဉ်းစားကြည့်စရာကပိစုပန်ရဲ့ဖျော်ရွှင်မှုတစ်ခုတည်းကပဲတကယ်တော့အရေးကြီးခဲ့ရလားစောင်းလေးကသူ့ကိုအညာအတာမဲ့စွာတိုက်ခတ်နေချိန်မှာနန်ကောင်ဟာနှွေးထွေးတဲ့နေရာလေးတစ်ခုကိုအတဲ့အတန်ရှားဖွေနေခဲ့တယ်ဒါပေမဲ့အဖြစ်မှန်ကတော့သူ့မှာခိုးလုံးစရာအိမ်တလုံးမှမရှိခဲ့ပါဘူးအမိုးအကားမရှိတဲ့အပြင်သူ့ကိုအားရင်ထစ်စင်မြအစာတစ်စိမှလည်းမရှိတော့ဘူးနွေရာသီတုန်းကပေါများလာပါလေဆိုတဲ့အစားအစာကြီးဟာအခုတော့သူ့အတွက်အမတ်တရတစ်ခုအဖြစ်ပဲကျန်ရခဲ့ပါတော့တယ်အရေးတန်ရဲ့စာလောင်မှုတန်ရဲ့ကိုတပြိုင်နက်ထဲခံစားလာရတဲ့အခါမှာတော့သူ့ရဲ့အခြေအနေဘလောက်တောင်ဆိုးရွားနေပြီလဲဆိုတာကိုနားချင်းစွာနဲ့ပဲသဘောပေါက်သွားခဲ့ရတဲ့နွေရာသီရဲ့တာယာတဲ့ထချင်းတန်တွေဟာအခုတော့လုံးဝကိုအေးဆက်တိတ်ဆိတ်သွားခဲ့ပြီပေါ့ကဲအခုဇလန်ရဲ့အဆုံးသက်ပိုင်းကိုရောက်လာပါပြီဒီကနေရတဲ့အဓိကသင်ခန်းစာကိုလက်ရှိခက်နဲ့ဘယ်လိုဆက်သုံးသက်လို့ရမလဲဆိုတာကြည့်လိုက်ကြရအောင်ဒီမှာပဲနန်ကောင်ရဲ့နောင်တစကားကိုကြားရပါတယ်သူကမင်းအစားကလေးကမှန်းခဲ့တာပါငါနွေရာသီမှာစူးစမ်းအလုပ်လုပ်ခဲ့တဲ့တဲ့နောက်နွေရာသီမှာငါလည်းမင်းလိုပဲစူးစမ်းအလုပ်လုပ်မေလို့ကတိပေးပါတယ်တဲ့ဒါသူဟာသူ့အမကနေသင်ခန်းစာကောင်းကောင်းရသွားပြီဆိုတာကိုပြနေတာပါပဲ
ဆိုတော့ဒီပုံမြင်ကပေးခြင်းတဲ့အဓိကသင်ခန်းစာကအယံကိုရှင်းလင်းပါတယ်အနာဂတ်မှာလုံခြုံစိတ်ချရဖို့အတွက်အခုလက်ရှိအချိန်မှာဂျိုးတင်ပြင်ဆင်ခြင်းကဘလောက်တောင်အရေးကြီးတယ်လဲဆိုတာပါပဲပစ္စုပန်ရဲ့ပျော်ရွှင်မှုအတွက်နဲ့ကိုလို့ရမယ့်တာဝန်တွေကိုလီလူရှုလိုက်မယ်ဆိုရင်နောက်ဆုံးမှာဒုက္ခစီကိုပဲဥတီသွားကြည့်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိပါတယ် ဒီပုံပြင်လေးနေနဲ့ကျွန်တော်တို့အောင်လုံးအတွက်ယူသွားလို့ရမယ်လက်တွေ့ကြတဲ့သင်ခန်းစာတွေကတော့အနာဂတ်ကိုဂျူတင်တွေးတော့တောက်ဖို့အချိန်ဆွဲခြင်းရဲ့အကျိုးဆက်တွေကိုသတိပြုမိဖို့ပြီးတော့အလုံးနဲ့အနားယူခြင်းကိုမျှတအောင်ထိန်းညှိနိုင်ဖို့အရေးကြီးတယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့တပားသူရဲ့အမားပေါ်မှာနားလဲပေးနိုင်တဲ့ကရုဏာတရားရဲ့စွမ်းအားပေါ့ ကဲဒီတင်ဆက်မှုလေးရဲ့အဆုံးသက်အနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ခြံထားခဲ့ခြင်းပါတယ်အဲ့ဒါကတော့ပိစုပန်မှာပျော်မွေ့စွာနေထိုင်ခြင်းနဲ့အနာဂတ်အတွက်စီမံကိန်းချခြင်းအဲ့ဒီနှစ်ခုကြားကမန်ကန်နဲ့ဟန်ချက်ညီမှုကိုရောကျွန်တော်တို့ရဲ့ဘဝထဲမှာဘယ်လိုရှာဖွေနိုင်ကြမလဲ